ဒီနေ့ MSC Plus ကနေတင်ဆက်ပေးမှာကတော့ M&A လောကရဲ့အကြီးဆုံး superstar လူကြိုက်အများဆုံးနဲ့အမုန်းခံရဆုံး fighter လို့လည်းပြောရမယ် Conor McGregor အကြောင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့9နှစ်လုံး Octagon ကျိုးဝိုင်းတွေကနေပြောက်ကွယ်နေခဲ့တဲ့ Notorious ဟာအခု2026ခုနှစ်ဇူလိုင်လမှာ UFC 329ပွဲစဉ်နဲ့အတူပြန်လည်ရောက်ရှိလာတော့မှာပါ။ပြိုင်ဘက်ကတော့ Max Holloway ပါပဲ။သူဘယ်လိုအောင်မြင်ခဲ့တယ်လဲဘာကြောင့်9နှစ်တောင်နားခဲ့ရတာလဲပြီးတော့အခုလာမယ့်ပွဲကဘယ်လောက်စိတ်လှုပ်ရှားဖို့ကောင်းတယ်လဲဆိုတာကြည့်ရအောင်ပါနာမည်ကျော်ကျယ်ပွေ့တယောက်မဖြစ်လာခင်ကတည်းက Conor ဟာအိုင်ယာလန်နိုင်ငံဒက်ပလင်မြို့ကရေပိုက်ပြင်သမားလေးတယောက်ပါအလောက်ကျန်းလို့ရင်အသက်မွေးခဲ့ပေမဲ့သူ့ရဲ့အိမ်မက်က M&A fighter ဖြစ်ဖို့ပါပဲနောက်ဆုံးမှာတော့အလောက်ထွက်ပြီးအစိုးရထောက်ပံ့ခြင်း welfare အနေငယ်နဲ့ရပ်တည်ရင် coach John Kavanagh ဒီမှာလေ့ကျင့်ခဲ့ပါတယ်စာဝန်နေရခက်ခဲပေမဲ့သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိခဲ့တဲ့လူငယ်တစ်ယောက်ပါ2013ခုနှစ်မှာ UFC ကိုရောက်ရှိလာပြီးနောက်ပိုင်း Conor ရဲ့ခီးလန်းကဒုံးပြန်တစင်းလိုမြန်ဆန်ခဲ့ပါတယ်။ပြိုင်ဘက်ကိုစိတ်ဓာတ်ကြအောင်ပြောဆိုတတ်တဲ့စွမ်းရည်တွေတိကျပြင်းထန်တဲ့ဘယ်လက်သီးတွေကြောင့်မြန်မြန်ဆန်ဆန်ပဲနာမည်ကြီးလာခဲ့ပါတယ်။အထွတ်ထိပ်ရောက်ခဲ့တာကတော့2015ခုနှစ်မှာဆယ်စုနှစ်တစ်ခုကြာရှုံးပွဲမရှိတဲ့ချန်ပီယံ Jose Aldo ကို73စက္ကန့်တည်းနဲ့လဲထိုးပြီး featherweight champion ဖြစ်လာခဲ့ချိန်မှာအဲဒီနောက် lightweight champion Eddie Alvarez ကိုထပ်မံနိုင်ယူပြီးUFC တမိုင်းမှာပထမဆုံး weight 2ခု champion ချမ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Nate Diaz, Khabib တို့နဲ့ထိုးခဲ့တဲ့တမိုင်းဝင်ပွဲစဉ်တွေဟာ UFC ရဲ့ PPV ရောင်းအားစံချိန်တွေကိုအချိန်ချင်းချိုးဖျက်နိုင်ခဲ့ပါတယ်။ Conor အကြောင်းပြောရရင်ချမ်းသာထားလို့မရတာကတော့သူ့ရဲ့ billionaire strut လို့ခေါ်တဲ့အထာကျကျလမ်းလျှောက်ဟန်ပါ။မူလက WWE ပိုင်ရှင် Vince McMahon ရဲ့လမ်းလျှောက်ဟန်ဖြစ်ပေမဲ့ MMA လောကမှာတော့ဒီလိုခက်ကြွကြွဟန်ဟာ Conor ရဲ့ကိုယ်ပိုင်အမှတ်တစိ signature တစ်ခုဖြစ်လာခဲ့ပါတယ်။ခေါင်းမောက်ရင်ကော့ပြီးလက်နှစ်ဖက်ကိုခက်ကလွှဲကရှောက်တတ်တဲ့ဒီပုံစံဟာပြိုင်ဘက်ကိုစိတ်ဓာတ်ရေးရာဖိအားပေးနိုင်ခဲ့တယ်လို့ပိတ်သက်တွေကိုလည်းယူသွတ်သွားစေလောက်တဲ့အထိဆွဲဆောင်မှုအပြည့်ရှိခဲ့ပါတယ်။ Octagon အပြင်ဘက်မှာလည်း Conor ဟာအလွန်ပါးနပ်တဲ့စီးပွားရေးသမားတစ်ယောက်ပါ။သူ့ရဲ့ Proper number 12 Ireland Whiskey လုပ်ငန်းကိုဒေါ်လာတန်းရာချီနဲ့ရောင်းချနိုင်ခဲ့တယ်လို့စားသောက်ဆိုင်တွေအဝတ်တယ်လုပ်ငန်းတွေလည်းလုပ်ကိုင်နိုင်ခဲ့ပါတယ်။2021ခုနှစ်မှာဆိုရင် Forbes Magazine ရဲ့ကမ္ဘာဝင်ငွေအကောင်းဆုံးအားကစားသမားနံပါတ်1နေရာကိုရယူနိုင်ခဲ့တဲ့အထိစီးပွားရေးဘက်မှာထိပ်တန်းရောက်ခဲ့ပါတယ်။ဒါပေမဲ့တိုင်းကျိုးပိုင်းဆိုတာတနာညှတာမှုမရှိပါဘူး။2021ခုနှစ်ဇူလိုင်လ UFC 264ပွဲမှာ Dustin Poirier နဲ့တတိယအကြိမ်ထိုးသက်တဲ့ပွဲဟာConor အတွက်တော့အဆိုးရဆုံးအိမ်မက်ဆိုးဖြစ်ခဲ့ပါတယ်။ပထမအချိန်မှာတွင်ဘယ်ဘက်ချီတလုံးယူနှစ်ချောင်းလုံးကျိုးသွားခဲ့ပြီးပွဲကိုရန်နာခဲ့ရပါတယ်။အသက်အရွယ်ရလာတာရဲ့ဒဏ်ရာပြင်းထန်တာရဲ့ကြောင့်အများစုကConorရဲ့ခေတ်ကုန်သွားပြီလို့ထင်ကြပါတယ်။ဒီ9နှစ်အတွင်းမှာသူဟာခွဲစိတ်ကုသမှုတွေခံယူရင်းကြိတ်မိတ်ပြန်လဲထူထောင်ရေးတွေလုပ်ခဲ့ရပါတယ်။အခု9နှစ်ကြာ2026ခုနှစ်မှာတော့ UFC 329ကနေတမိုင်းဝင်ပြန်လဲဝင်ရောက်လာခဲ့ပါပြီ။သူရဲ့ပြိုင်ဘက်ကတော့လွန်ခဲ့တဲ့73နှစ်2023ခုနှစ်တုန်းကသူအနိုင်ယူခဲ့ဘူးသူ Max Holloway ပဲဖြစ်ပါတယ်။အခုချိန်မှာတော့နှစ်ယောက်စလုံးဟာအရင်ကနဲ့မတူတဲ့အဆင့်တစ်ခုစီကိုရောက်နေကြပါပြီ။ဒီပွဲကို welterweight ပေါင်180တန်းမှာထိုးသက်ကြမှာဖြစ်ပြီးတကယ့်ကိုကြည့်ကောင်းမဲ့ပွဲဖြစ်လာအောင်ပါပါ။အသက်39နှစ်အရွယ် McGregor ဟာ9နှစ်နားထားရပေမဲ့သူ့ရဲ့အမြန်နှုန်းဉာဏ်ရည်နဲ့စွမ်းအားတွေအရင်လိုရှိနေသေးတယ်လို့ကြုံဝါထားပါတယ်။ The Notorious G Octagon ထဲကိုအောင်ပွဲနဲ့တူပြန်လာနိုင်အောင်မလားဒါမှမဟုတ် Max Holloway ကပဲလက်စားချေသွားမလားဆိုတာတော့မကြခင်မှာရင်ခုန်စွာနဲ့စောင့်ကြည့်ရတော့မှာပါဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တက်ခတ်ရေးအားကစားအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ MSC Plus Channel နဲ့ Myanmar for You ကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ဒီပွဲမှာဘယ်သူနိုင်လဲဆိုတာကိုလည်း comment မှာဝင်ရောက်ဆွေးနွေးကြပါဦးခင်ဗျာ